ကျွန်ုပ်တို့ရဲ့အသက်တာသည်သူတစ်ပါးရှိ၌ကောင်းသောအကျင့်ကိုပြ၍အလင်းကိုလင်းစေခြင်းသည်အတိတ်ပဲရှိသောနေ့ရက်အဖြစ်အသက်ရှင်ခြင်းဖြစ်တယ်လို့နားလည်ရတာဖြစ်ပါတယ်စပင်းနယ်ပရိသတ်များအားလုံးမင်္ဂလာပါဒီကနေ့အတိတ်ပဲရှိသောနေ့ရက်ခေါင်းစဉ်အားဖြင့်အတူတကွဆင်ခြင်ခွန်အားယူဖို့တိုက်တွန်းလိုက်ပါတယ်လူသားများနေ့ရက်တိုင်းတရက်ပြီးတရက်ကြော်ဖြတ်အသက်ရှင်ကြရတာဖြစ်ပါတယ်အဲ့ဒါလို့နေ့ရက်တိုင်းမှာအတိတ်ပဲရှိတယ်လို့အတိတ်ပဲမရှိတော့အသက်ရှင်တဲ့အခါမှာတခါတလေဒီနေ့တွေ့ရတာဖြစ်ပါတယ်နေ့စဉ်အသက်ရှင်တဲ့အခါမှာတခါတလေအတိတ်ပဲမရှိလိုက်တာလို့စဉ်းစားတွေးတောမိတဲ့အချိန်တွေလည်းအများကြီးရှိနိုင်ပါတယ်ဒီလိုအချိန်မှာခရိယန်တဦးနေဖြစ်နေ့ရက်တိုင်းကမိမိအသက်ရှင်စဉ်ဖျားသခင်ပေးသနာတော်နေ့ကိုတော်ရဲ့အလိုတော်အတိုင်းအသက်ရှင်၍ဖျားသခင်၏ဘုန်းတော်ထင်ရှားစေကအခြားသူများအတွက်ကောင်းကျိုးဖြစ်စေသောအတိတ်ပဲရှိစွာအသက်ရှင်သောနေ့ရက်ဖြစ်ဖို့လိုတယ်လို့ခွန်အားပေးလိုပါတယ်။ဒါကြောင့်ဘုရားသခင်ပေးထားသောကျေးဇူးတော်နဲ့အခွင့်အရေးဖြစ်သောကြောင့်နေ့ရက်တိုင်းကိုအတိတ်ပဲရှိစွာအသက်ရှင်ဖို့လိုအပ်ပါတယ်။ကျမ်းစာများဖြင့်ဆက်ပြီးတော့ကြည့်တဲ့အခါမှာစာလံကျမ်း138အငယ်24မှာဤနေ့ရက်သည်ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဤကျမ်းချက်ကိုကြည့်တဲ့အခါမှာနေ့ရက်တိုင်းသည်ဘုရားသခင်ပြင်ဆင်ပေးသောနေ့ရက်ဖြစ်သောကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ခြင်းဖြင့်အတိတ်ပဲရှိစွာအသက်ရှင်ဖို့လိုတယ်လို့နားလည်ရပါတယ်အဲ့ဒါလို့အသက်တာမှာဝမ်းမြောက်ခြင်းရွှင်လန်းခြင်းရှိစွာဖြင့်အသက်ရှင်ဖို့လိုတယ်လို့လည်းဖော်ပြထားတာကိုတွေ့ရတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့အိဖက်ဩဝါဒစာအခန်းကြီး9အငယ်15-16ကိုကြည့်တဲ့အခါမှာထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်မိအကြောင်းတတိပြုကြလော့ယခုနေ့ရက်ကာလတို့သည်စိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့လို့ဖော်ပြထားတဲ့ကျမ်းချက်ကိုကြည့်တဲ့အခါမှာအသက်ရှင်စဉ်အခါအချိန်ကိုတန်ဖိုးရှိစွာအသုံးပြုခြင်းပညာရှိကဲ့သို့ကျင့်ဆောင်ခြင်းဖြင့်စိုးရုပ်သောကာလကိုကောင်းစွာအသက်ရှင်ခြင်းအဖြစ်အတိတ်ပဲရှိသောနေ့ရက်အနေဖြင့်ကျွန်တော်တို့နားလည်ခံယူဖို့လိုမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့စာလံကျမ်းအခန်းကြီး90အငယ်7ကိုကြည့်တဲ့အခါမှာအကျွန်ုပ်တို့သည်ပညာတရားကိုနှလုံးသွင်းမိအကြောင်းကိုယ်နေ့ရက်ကာလကိုရည်သွက်နိုင်စေခြင်းကတွင်တင်တော်မူပါလို့ဖော်ပြထားတဲ့ကျမ်းချက်ကိုကြည့်တဲ့အခါမှာဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်စဉ်အခါမှာကောင်းခြင်းဆိုးခြင်းအရာများကိုခွဲခြားတတ်သောပညာရှိစွာဖြင့်အသက်ရှင်ခြင်းသည်လေကိုယ့်ရဲ့အသက်တာအတိတ်ပဲရှိသောနေ့ရက်ဖြစ်တယ်လို့နားလည်ရတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရှမဿဲခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်16ကိုကြည့်တဲ့အခါထိုနည်းသူတစ်ပါးတို့သည်တင်တို့၏ကောင်းသောအကျင့်တို့ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းကသူတစ်ပါးရှိ၌တင်တို့အလင်းကိုလင်းစေကြလော့လို့ဖော်ပြထားတဲ့ကျမ်းချက်အဖြစ်ကျွန်ုပ်တို့ရဲ့အသက်တာသည်သူတစ်ပါးရှိ၌ကောင်းသောအကျင့်ကိုပြ၍အလင်းကိုလင်းစေခြင်းသည်အတိတ်ပဲရှိသောနေ့ရက်အဖြစ်အသက်ရှင်ခြင်းဖြစ်တယ်လို့နားလည်ရတာဖြစ်ပါတယ်။ထိုနည်းတူစွာပဲကောလောသဲဩဝါဒစာအခန်းကြီး3အငယ်23ကနေ24ကိုကြည့်တဲ့အခါမှာလူဤအမှုကိုသာဆောင်ရွက်တကယ်တော့မဟုတ်ဖျားသခင်ဤအမှုတော်ကိုဆောင်ရွက်တကယ်တော့ပြုလေသမျှတို့၌စေတနာစိတ်နှင့်ပြုကြလော့တင်တို့သည်သခင်ခရစ်တော်၏အစီကိုခံကြသည်ဖြစ်၍အမွေတော်ဒီဟုသောအကျိုးကိုထိုသခင်ဖျား၏လက်တော်မှခံရလိမ့်မည်ဟုတိမှတ်ကြလော့လို့ဖော်ပြထားတဲ့ကျမ်းချက်ကိုကြည့်တဲ့အခါမှာကျွန်ုပ်တို့သည်လှုပ်ဆောင်လေသမျှတွင်ဖျားသခင်အတွက်တစ္ဆာရှိစွာအလုတ်လုတ်တော်သူများအနေဖြင့်အတိတ်ပဲရှိသောအသက်တာကိုဖော်ပြဖို့လိုတယ်လို့နားလည်ရတဲ့ကျမ်းချက်ဖြစ်ပါတယ်ဆက်လက်ပြီးတော့ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အငယ်21ကိုကြည့်တဲ့အခါမှာငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏တည်လင်မူကားတာ၍အကျိုးရှိ၏လို့ဖော်ပြထားတဲ့ကျမ်းချက်အဖြစ်ကြည့်တဲ့အခါမှာကျွန်တော်တို့ခရိယန်အသက်တာဒီခရစ်တော်အတွက်အသက်ရှင်တော်သူများဖြစ်တယ်လို့ခံယူတည်ဆောက်အသက်ရှင်ခြင်းအဖြစ်အတိတ်ပဲရှိသောနေ့ရက်ဖြစ်ရပါမယ်လို့ဖော်ပြတိုက်တွန်းထားတာကိုတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့
နေ့ရက်တိုင်းကိုရည်သွက်ခြင်းတဲ့နေ့ရက်တိုင်းကိုအတိတ်ပဲရှိစွာအသက်ရှင်ခြင်းဒီပို၍တန်ဖိုးရှိတယ်လို့နားလည်ရတာဖြစ်ပါတယ်အသက်ရှင်ခြင်းဒီကောင်းသောအရာဖြစ်တယ်လို့အရေးကြီးတော့လေအတိတ်ပဲရှိစွာအသက်ရှင်ခြင်းဒီလောကအတွက်ပို၍အရေးကြီးတယ်လို့နားလည်ရပါတယ်နေ့တစ်နေ့ဤတန်ဖိုးဒီမြမြကြာကြာအသက်ရှင်ခဲ့ခြင်းမဟုတ်ပဲမြမြကောင်းမွန်စွာအသက်ရှင်ခဲ့တယ်လေဆိုတာအရေးကြီးကြောင်းကိုလည်းနားလည်ရပါတယ်အတိတ်ပဲရှိသောနေ့ရက်ဒီမိမိအတွက်သာအသက်ရှင်ုံမဟုတ်အခြားသူအတွက်ကောင်းကြီးဖြစ်စေသောနေ့ဖြစ်တယ်လို့လည်းနားလည်ရပါတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ခရိယန်တို့၏အသက်တာတွေဖျားသခင်ပေးသောနေ့ရက်တိုင်းကိုအလဟတဖြုံးတီးခြင်းမဟုတ်ပဲဖျားသခင်၏ဘုန်းတော်အတွက်အသုံးပြုသောအခါထိုနေ့ရက်သည်အတိတ်ပဲရှိသောနေ့ရက်ဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အတိတ်ပဲရှိသောနေ့ရက်များဖြစ်အောင်ကျွန်တော်တို့ရဲ့အသက်တာကိုကြိုးစားတည်ဆောက်ကြရအောင်လို့ခွန်အားပေးတိုက်တွန်းရင်းနှီးကုန်းချုပ်ပါတယ်။